မေးပါစားမလဲမေးခောက်ဆွဲကြော်စားကျင်တာလားဒါဆိုသမီးကြော်ခဲ့မယ်နော်ရှင့်အမေကခောက်ဆွဲကြော်စားခြင်းလို့တဲ့အေးဟုတ်လားငါတို့ကြော်ပြီးသွားဖို့မယ်လေငါအိမ်မှာနေပြီးငါသမီးနဲ့တမက်ကငါ့ကိုမတတ်ထားဘူးသူ့ယောက်ျားဘက်ကဟာတွေကိုပဲပို့တတ်ထားတာသမီးမွေးတာဝမ်းရည်ဆက်တယ်နင်းအမေကငါတို့ပေါ်ကောင်းတာမဟုတ်ဘူးသူခိုင်းတာလည်းဘာမှမလုပ်ပေးနဲ့မကြွေးနဲ့မပားနဲ့ကြားလာဟာငါအမေကခောက်ဆွဲကြော်ကိုအရန်ကြိုက်တာခောက်ဆွဲကြော်ကအကုန်ယူသွားမှာနော်ငါတို့လင်မယားဟိုရောက်မှစားကြမယ်ကဲမောင်းလို့ရပြီလားမောင်းတော့မယ်နော်ငါအတွက်ကြတော့ဘာမှမချန်ထားခဲ့ဘူးသမီးကယောက်ျားကြောက်တော့သူ့ယောက်ျားသွေးခွဲတာအကုန်ယုံနေလေစားကြနော်ငါအမေတွေငါညမတွေကြိုက်လို့ကောင်းကောင်းလေးကြော်လာခဲ့တာခောက်ဆွဲကြော်ကအနံ့ပဲခံလိုက်ရတယ်မစားရပါဘူးအားလုံးပဲထမင်းအဖြူတင်နဲ့လာစားကြပါအောင်